င်ပလင်ခွေကထိုင်နေပါခါမှဖြောင်းစွာထားဘယ်လက်ပေါ်မှာရာတင်မှာကိုမှတက်တာထားမျက်စိပေးကမိတ်ထားပါစိတ်မှဒီကြည်ထား